အရင်ဆုံး Play Store ထဲကိုဝင်ပြီး app တစ်ခု down မယ်ဒေါင်းပြီးရင်အဲ့ app ထဲကိုဝင်မယ်ဒီနေရာမှာ account အသစ်ဖွင့်ဖို့အတွက်အောက်ဆုံးက sign up with email ဆိုတာကိုနှိပ်မယ်ပြီးတော့ရင်အခုပြထားတဲ့နေရာလေးဒီမှာအမှန်ချလေးတွေရွေးပေးရမယ်ပြီးရင် agree ဆိုတာကိုနှိပ်မယ်မိတ်ဆွေတို့ရဲ့ Gmail username password ထည့်ပေးရမယ်အခုလိုမျိုးထားပေးရမယ်ဒီနေရာကိုရောက်ရင် live screen ကိုရွေးချယ်ပြီး ready ဆိုတာကိုနှိပ်ပေးရပါမယ်နှိပ်ပြီးသွားရင်အခုလိုပေါ်လာပါလိမ့်မယ် Prism ဆိုတဲ့ app ကိုရွေးချယ်ပြီး on ပေးရပါမယ်Screen saver on ထားနေမိတ်ဆွေတို့ရဲ့ live stream screen gameplay screen မပေါ်ပဲအခုလိုပေါ်နေမှာပေါ့နော် Screen saver ကိုရွေးချယ်ပြီး ready ကိုနှိပ်လိုက်ပါဒီနေရာမှာဘရိုတို့ live streaming လုပ်ချင်တဲ့ social app ကိုရွေးချယ်ပေးရမယ်ဗျာကျွန်တော်ကတော့ YouTube ကိုရွေးချယ်ပြီးလုပ်ပြပေးသွားပါမယ်ဗျာ connect ဆိုတာကိုနှိပ်လိုက်ပါဒီနေရာမှာကိုလွှင့်ချင်တဲ့ YouTube channel ဖွင့်ထားတဲ့ Gmail ကိုထည့်ပေးရပါမယ်ဒီနေရာမှာ mix တို့ထားချင်တဲ့ resolution ရွေးပေးရမယ်ကိုယ့်ရဲ့ internet line ဆွဲအားပေါ်မူတည်ပြီးရင် go live ဆိုတာကိုနှိပ်လိုက်ပါဒီနေရာမှာ mix တို့ live streaming လုပ်မဲ့ game ကိုရွေးချယ်ပြီးဖွင့်လိုက်ရင်ရပါပြီဗျအဆင်မပြေတာရှိရင် comment မှာရေးခဲ့ပေးပါဦးဗျကျွန်တော်ကတော့ gaming ပိုင်တော်မယ်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ